ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမတို့ Mura Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေမြတ်တလွန်ဖျားသမိုင်းအကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ဖျားရှင်ကြွလာခြင်းမြန်မာပြည်အရရမှာယဟန်ရှင်လူပြည်သူအပေါင်းတို့ဟာမြတ်တလွန်စီတော်ကြီးနဲ့ပတ်သက်၍မကွေးမျိုးစုမြတ်တလွန်ဟူသောစကားရပ်ကိုကြားဘူးကြပြီဖြစ်တယ်။အမှန်တကယ်လည်းအေယာဝတီတတာမကွေးအရှိပဲထိန်မှာမြောက်စုစုအရာမကွေးမျိုးစုတောင်ကုန်းထက်မှာတော့သာသနာသမိုင်းမှာအထင်ကြီးဖြစ်တဲ့မြတ်တလွန်စီတော်ကြီးဟာရွှေရောင်တဝင်းဝင်းနဲ့စံပဲတည်ရှိနေပါ၏မြတ်တလွန်စီတော်ကြီးရဲ့ထူးခြားစံကျယ်လာတဲ့သမိုင်းကြောင်းဟာရွှေစစ်တော်သမိုင်းကြောင်းနဲ့ဆက်ဆက်လျက်ရှိပါတယ်ဂေါတမမြတ်စွာဘုရားရှင်တက်တော်ထင်ရှားရှိစဉ်ကာလမဟာတက္ကရီ123ခုနှစ်မှာသူနာပရန္တတိုင်းမှာယဟန္တာမဟာပုံနာမထေဥဆောင်ဥရွယ်ပြုကညီတော်ဆတ်သူစုလပုံနာအပါဝင်ကုံတဲ့900တို့ဟာစနကူနန္တာကျောင်းတော်ကြီးကိုတည်ဆောက်ပြီးတကားလားဖျားရှင်အားအလူခံကြောက်ရောက်ပါမိအကြောင်းရှောက်ထားရန်မဟာပုံနာမထေသည်ကောင်းကင်ရန်စံခီဖြင့်အနောက်မျက်စိမှဒေတာရှိတာဝတိပြည်သို့ကြွသွားတော်မူလေတယ်တာဝတိပြည်ဇေတဝင်ကျောင်းတော်သို့ရောက်ရှိလျှင်ဖျားရှင်အားယူသေးစွာရှောက်ထားတော်မူလေတယ်အရှင်မြတ်ဖျားတပိတော်ဤမွေးရစာတိဖြစ်တယ်သူနာပရဏတိုင်းမှာအရှင်မြတ်ဖျားအားလူရန်ဆက်ကရန်ရည်စုလျက်သူနာပရဏတိုင်းသားတို့ကစနကူနန္တာကျောင်းတော်ကြီးကိုဆောက်လုပ်ပြီးစီပါပြီဖျားထိုစနကူနန္တာကျောင်းတော်ရာကြီးကိုအလူခံတော်မူရန်သူနာပရဏတိုင်းစီသို့ကြွားရောက်တော်မူပါရန်လျှောက်ထားတောင်းပန်အပ်ပါသည်ဖျားမြတ်စွာဘုရားရှင်သည်မဟာပုံနာမထေရမြတ်ရဲ့လျှောက်ထားချက်ကိုခွန်းတုံမပြန်ဆက်စိတ်သာနေတော်မူလေတယ်ဆက်စိတ်နေခြင်းသည်ဖျားရှင်လက်ခံတော်မူခြင်းပင်ဖြစ်ကြောင်းသိမြင်နေမဟာပုံနာမထေရမှာကျင့်နာနှစ်သိမ့်သွားရလေတယ်။ယင်းအချိန်မှာတာမရင်သာနှက်ပြေရှိတကြားမင်းရဲ့ပန်နုကမလာမြတ်ကြောက်ဖျားဟာတင်းတော်မူလျာအလိုငါဤမြတ်ကြောက်ဖျားတင်းလာပါလားလူပြည်မှာဘယ်အရေးများရှိပါလဲတကြားမင်းသည်နှမျက်စီဖြင့်လူပြည်သို့ကြည်လေအနောက်မျက်စိမှဒေတာမှနေ၍အရှိဘက်သူနာပရန္တတိုင်းစီမြတ်စွာဘုရားကြားရောက်တော်မူမည့်အရေးကိုတွေ့သိလေ၏ထို့ကြောင့်တရားမင်းသည်ဝိတကြုံနတ်သားအားခေါ်ယူကတာဝန်ပေးလေတယ်အမဝိတကြုံမနေ့ဖြန်မှာမြတ်စွာဘုရားဟာနောက်ပါတန်ဃာများနဲ့အတူတာဝိထိပြည်ကနေသူနာပရန္တတိုင်းစီကြားရောက်ပေးလိမ့်မယ်ဖျားရှင်နဲ့တန်ဃာတော်တို့အတွက်ယထာပြန်နဲ့ကြွားမြန်းတော်မူနိုင်စေဖို့ယခုပင်လူပြည်စီစင်းသက်ကယထာပြန်900ကိုဖန်ဆင်းစီမံပေးပြီလောကောင်းပါပြီတရားမင်းဝိတကြုံနတ်သားလဲလူပြည်သို့စင်တယ်လာကတာဝိထိပြည်ဇေတဝင်ကျောင်းတော်ဝင်အတွင်၌900သောယထာပံများကိုဖန်ဆင်းလိုက်လေတယ်တို့ဖြင့်နောက်နေ့မိုးတောင်လျင်မြတ်စွာဘုရားသည်နောက်ပါတပိ498ပါသောတန်ခါများကိုဦးဆောင်လေယထာပြန်တို့နှင့်ကောင်းကင်ခီကိုကြွချီတော်မူလေတယ်ဖျားရှင်သည်သူနာပရန္တတိုင်းစီမရောက်မီမှာတစ္ဆဗန္နတောင်ထိပ်၌ခိတ္တနာတော်မူပြီးလျှင်ရင်းတောင်ထိပ်၌လွယ်မာသောတရားတို့ကိုကျင့်ကြံလျက်ရှိတဲ့တစ္ဆဗန္နယတိကြီးအားတစ္ဆာလေးပါးတရားဒေသနာတော်များကိုဟောကြားတော်မူကားလွယ်မာသောအယူကိုချွတ်လျက်ယဟန်အဖြစ်သို့ရောက်ရှိစေခဲ့လေတယ်ယတိအဖြစ်မှာယဟန်အဖြစ်မှယဟန္တာအဖြစ်သို့ကူပြောင်းရောက်ရှိသွားတယ်တစ္ဆဗန္နမထေရကြီးအားနောက်ဆုံးရှိလွတ်နေသောယထာပြန်ဖြင့်လိုက်ပါစေကသူနာပရန္တတိုင်းစီကြွားချီတော်မူခဲ့ကြလေတယ်မြတ်စွာဘုရားသည်သူနာပရန္တတိုင်းမှစနကူနန္တာကျောင်းသို့ရောက်ရှိပြီးတဲ့နောက်မဟာပုံနာမထေရနှင့်တကွစုလပုံနာအပါဝင်သူနာပရန္တတိုင်းသာကုံတယ်မိသားစုများလူဒန်းအပ်တဲ့စနကူနန္တာကျောင်းတော်ကြီးအားအလူခံတော်မူပြီးလျှင်ပြုသမျှကုသိုလ်တွေအတွက်ရေဆက်သွန်းချစီလေတယ်ဖျားရှင်သည်နောက်ပါတန်ခါများနှင့်အတူစနကူနန္တာကျောင်းတော်ကြီးမှာ9ရက်ပတ်လုံးသတင်းသုံးနေတော်မူလေတရားနာပရိသတ်တို့အားနေ့စဉ်တရားရည်အေးကိုတိုက်ကြွတော်မူလေမြတ်တလွန်ကိုထပ်ပနာခြင်းမြတ်စွာဘုရားသည်နောက်ပါတန်ခါတော်နှင့်အတူသူနာပရဏတိုင်းလေခိုင်းအရရှိစနကူနန္တာကျောင်းတော်ကြီးမှပြန်လည်ထွက်ခွာကြွချီတော်မူလာသည်တွင်ယခုမင်းဘူးမြို့နယ်အတွင်းရှိကေလာတစကတဲတောင်ထိပ်မှရနာတော်မူကားရင်းကေလာတစကတဲတောင်ထိပ်မှယာယီတဲချောင်းသင်္ကန်းမှာ
တည်င်းသုံးနေတော်မူလေတယ်။တကြားမင်းလေကေလာတစကတဲ့တောင်ထိပ်မှာဖះရှင်တည်င်းသုံးနေတော်မူသည်ကိုသိမြင်သွားလင်လူပြည်သို့ဆင်းသက်လာပြီးဖះရှင်ထံမှသို့ချီကကတော့ကရှောက်ထားခြင်းပြုလေတယ်။အရှင်မြတ်ဖះအရှင်ဖះကျင်းဆက်တော်မူရန်ယရနာမြတ်တလွန်ဆက်ကလူတန်းလိုပါတယ်ဖះတပည့်တော်ကိုလူတန်းခွင့်ပြုတော်မူပါဖះဖះရှင်လေတကြားမင်းအားခွန်းတော့မစိုးဆက်စိတ်ပင်နေတော်မူရာတကြားမင်းလေနတ်ရစာတို့ရဲ့တကူဖြင့်ဖန်တီးအပ်တဲ့ယရနာမြတ်တလွန်ကိုဖះရှင်အားဆက်ကလူတန်းလေးတယ်မြတ်တလွန်တော်ကိုအလူခံတော်မူပါဖះရှင်တို့သောတမယဝင်အေယာရီမြစ်ကြီးရဲ့အရှိဘက်ကမ်းရှိတောအုပ်ကြီးထဲမှာကျက်စားနေထိုင်လျက်ရှိကြတဲ့ဘလူးမောင်နှမ6ယောက်တို့ဟာဖះရှင်ကြွားချီတော်မူလာသည့်တဲ့တင်ကိုကြားသိကြလေတယ်။ဟေးဘောသူရတို့ဘောရတတို့ရေအနောက်မင်းစိမအရာမှာပွင့်တော်မူတဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာအခုငါတို့အရှိဘက်ဒေသစီကိုကြွားချီတော်မူလာတယ်တဲ့။အေးငါတော့ကျက်စုဖန်ကားသည့်တွေဖះရှင်ဖုံးပေးဖို့ကိုသွားလို့ရင်ဖះရှင်ကိုဖူးမြော်ကြော့ချီမယ်။ငါနဲ့အတူဘသူတွေလိုက်ကြမလဲ။လိုက်လို့ရင်လိုက်ခဲ့ကြ။ဖះရှင်ကိုဖူးတွေ့ရခဲ့တယ်။ဘလူးညီကိုမန္တမ6ယောက်တို့ထဲမှာအကြီးဆုံးဖြစ်သောဘောကျော်ကဆော်အော်လင်သူ၏ညီသုံးဦးဖြစ်တဲ့ဘောတော်ဘောသူရာဘောရတာတို့ကလိုက်ပါကြ၍ဆန္ဒပြုကြလေတယ်။ကျုပ်လိုက်မယ်အကိုကြီးကျုပ်လည်းလိုက်မယ်ကျုပ်လည်းလိုက်မယ်အကိုကြီးတို့ဖြစ်ဘလူးညီနောင်လေးယောက်တို့ဟာအေယာရီမြစ်ကြီးကိုဖြတ်ကျော်ကူကကေလာတပ်ပါစကတဲတောင်မော်သို့ရောက်ရှိလာကြပြီလင်ဖះရှင်ထံပါချီကကတော့လျက်ကျဆုဖန်ကားသည်တို့ကိုစက်ကလူတန်းကြပြီလင်ဖះရှင်အားအနီးကပြုစုလုပ်ကြွေးလျက်ရှိကြလေတယ်မြတ်စွာဘုရားရှင်သည်ကေလာတပ်ပါစကတဲတောင်ပေါ်မှာတည်င်းသုံးနေတော်မူပြီးတဲ့နောက်ရဲအနှင်းငယ်အကြမှာတော့အနောက်မြစ်စီမတိုင်းစီပြန်လဲကြွမြန်းရန်အတွက်ပြင်ဆင်တော်မူရာဖះရှင်အားကြီးညိုလွန်းလာတာကြောင့်ဘလူးညီနောင်လေးဦးတို့ဟာဖះရှင်အားဆက်လက်ပူဇော်ခွင့်မရတော့မီအဖြစ်ကိုတွေကပူဆွေးတော့ကရောက်ကြရလေတယ်အရှင်မြတ်ဖះဘဝဘဝကဝတ်ကြီးတို့ကြောင့်တပည့်တော်တို့ဟာရက်ခဘလူးဘဝရောက်ရှိနေပေမယ့်ကြက်တန်ခက်ထန်သူများမဟုတ်ရပါဘူးဖះအရှင်မြတ်ဖះကိုလွန်စွာကြည်ညိုပါတယ်ဖះအခုလိုအရှင်မြတ်ဖះကိုကြည်ညိုပူဇော်ခွင့်ရလို့ဝမ်းမြောက်လာပါတယ်ဖះအခုလိုအရှင်မြတ်ဖះကိုပူဇော်ဖူးမြော်လို့လည်းမဝနိုင်ဖြစ်နေရပါတယ်ဖះအသေးနဲ့ဘလူးတို့လူနဲ့ပြမတတဝါတို့မှခြေချွတ်ထိုက်သူကိုခြေချွတ်ရန်တရားဒေသနာတော်တွေဖြန့်ကျက်ဟောကြားဖို့အတွက်အနောက်မြစ်စီမဒေသစီကိုငါဖះကြွချီရပြီအုံးမီဟုဖះရှင်ကမွေကြားလေတယ်တပည့်တော်တို့နားလည်လက်ခံပါတယ်ဖះတို့ပါတော့လဲတပည့်တော်တို့မှာအရှင်မြတ်ဖះကိုကြီးညိုဖူးဆိုလို့မဝနိုင်ပါဖះဒါကြောင့်အရှင်မြတ်ဖះရဲ့ကိုးစားကြီးညိုပူဇော်အပ်ရာတစ်ခုခုကိုချင်းမြင့်ပေးတော်မူခဲ့ပါဖះအရှင်မြတ်ဖះစွန့်ကြဲချင်းမြင့်ရာအရာဝတ္ထုကိုဇေဒီထိုက်တဲ့မျက်နှိုးကိုးကွယ်ရာအဖြစ်အရှင်မြတ်ဖះရဲ့ကိုးစားပူဇော်ရပါစီဖះပေးသနာချင်းမြင့်ပေးတော်မူပါဖះကောင်းပြီအတင်းနဲ့ဘလူးတို့ဇေဒီထိုက်ရာအဖြစ်ငါဖះကျင်းဆက်တော်မူခဲ့တဲ့ဟောဒီယရနာမြတ်တလွန်ကိုတင်းတို့အားချင်းမြင့်ခဲ့မယ်ငါဖះရဲ့ကိုးစားအဖြစ်မြတ်တလွန်ကိုယူထားရကြပြီလောဇေဒီထိုက်ရာအဖြစ်ပူဇော်ရကြပြီလောဟုဖះရှင်ကမိန့်မွက်တော်မူလေတယ်တာတုတာတုတာတုကျေးဇူးကြီးလာပါတယ်ဖះတို့ဖြင့်မြတ်စွာဘုရားနဲ့နောက်ပါတန်ဃာတော်များဟာပြန်လဲကြွမြန်သွားတော်မူကြသည်တွင်ဘလူးညီနောင်လေးဦးတို့ဟာဖះရှင်ရဲ့ကိုးစားအဖြစ်တရားမင်းဆက်ကခေယာမြတ်တလွန်တို့အားပိုင်ဆိုင်ရရှိလိုက်ပါတော့တယ်ဖះရှင်ရဲ့ကိုးစားအဖြစ်မြတ်တလွန်ကိုပိုင်ဆိုင်ရရှိတာကတော့ဟုတ်ပါပြီဒီမြတ်တလွန်နဲ့ပတ်သက်ပြီးတော့ဘလို့ဆက်စီမံကြမလဲညီတို့တို့အကြံပေးကြပါဦးအကိုကြီးဒီမြတ်တလွန်ကိုကျုပ်တို့ဒေသစီပင့်ဆောင်သွားပြီးဌာပနာပြုဖျားတည်ထားလိုက်မယ်ဗျာဟုတ်တယ်အကိုကြီးဘောသူရရဲ့အကြံဉာဏ်ကောင်းတယ်ဘောရတာကရောဘလို့သဘောရလဲကျုပ်လည်းသဘောတူတယ်အကိုကြီးတို့ဖြင့်ဘလူးညီနောင်လေးဦးတို့ဟာမြတ်တလွန်ကိုသူတို့ရဲ့နေရဌာနစီကိုပင့်ဆောင်သွားကြပြီးလင်စေတီတစုတီကမြတ်တလွန်ကိုရင်းစီတီအတွင်း၌ဌာပနာလိုက်ကြလေတယ်သို့သောဘလူးညီနောင်တို့မြတ်တလွန်ကိုဌာပနာထားရာစီတီရဲ့ဒီနေရအားတကြားမင်းကသဘောမကျချင်
ဒီစီဒီတီယာနီယာဟာအရက်မနေသင့်ပြီဘူးနေမီအမတန်ကြမ်းတမ်းတဲ့ဒီနေရာမှာမြတ်တလွန်ကိုဌာပနာမထားသင့်ဘူးဒီထက်တင့်တော်ရာဒေတာကိုရှာဖွေသင့်တယ်ဗုဒ္ဓမြတ်ဖရာရဲ့ကိုစားစီဒီထိုက်တဲ့မြတ်တလွန်တော်ကိုတော့အပြည့်စည်းမခံနိုင်ဘူးမြတ်တလွန်ကိုလုံခြုံစိတ်ချရတဲ့နေရာစီကိုပြောင်းရွှေ့ထားလိမ့်မှာပဲငါကိုယ်တိုင်ပြောင်းရွှေ့ရမယ်ဘလူးညီနောင်များအနေနဲ့မြတ်တလွန်တော်ကိုတေချာစွာမဆောက်ရှောက်နိုင်ဟုယူဆတာကြောင့်တကြားမင်းဟာဘလူးတို့မရှိချိန်မှာစီဒီကိုဖြိုဖျက်လိုက်ပြီးမြတ်တလွန်ကိုပင့်ဆောင်သွားတော့တယ်တကြားမင်းသည်မြင့်စိတ်ကအနီးတွင်တည်င်းသုံးနေကြတဲ့ကျိဗ္ဗစက်ကူဒိဗ္ဗတေတာကျိဗ္ဗယနာအမည်ရှိတဲ့ယတိသုံးပါးတို့စီတွားရောက်ပြီးအကျိုးအကြောင်းကိုပြောပြကမြတ်တလွန်ကိုအနံလေးတယ်ဂေါရမမြတ်စွာဘုရားရှင်ရဲ့ဒီမြတ်တလွန်တော်ကိုထိမ့်သိမ်းဆောက်ရှောက်ပေးထားပါဆရာယတိတို့ကောင်းပါပြီကတ္တဖဘုရားရှင်ရဲ့ရွှေတလွန်တော်ဌာပနာထားရာနာဂုတ်တမတောင်ထိပ်မှာပဲဌာပနာထားလိုက်မယ်လေတင်မြလာပါတယ်ဆရာယတိတို့ဆရာယတိတို့ကိုတခုတော့မားခဲ့ပြစေဒီမြတ်တလွန်တော်ကိုဌာပနာပြီးစီဒီတော့မတီးပါနဲ့အောင်ဘာဖြစ်လို့လဲအတင်တကြားမင်းရဲ့မြတ်တလွန်တော်ကိုပေးဆောင်ခဲ့ကြတဲ့ဘလူးညီနောင်တို့ကိုလည်းဇီဒီတီယာမှာကုသိုလ်ပါဝင်စေခြင်းတဲ့အတွက်ပါဒါပေမဲ့ဘလူးဘဝနဲ့သူတို့ဇီဒီတီရင်အရက်အနေမသိရမှာပဲထက်တယ်ဖြစ်မှာစိုးရင်ရပါတယ်ဒါကြောင့်ဘလူးညီနောင်တို့လူဘဝရောက်ပါမှဇီဒီတီစေချင်ပါတယ်အဲ့ဒီအတွက်လဲတပည့်တော်အဋိဋ္ဌံပြုပြီးထားရမှာပါဆရာကြီးတို့တင်မြလာပါတယ်လေတို့ဖြင့်တကြားမင်းလည်းအဋိဋ္ဌံချင်းပြုလေတယ်ဇီဒီထိုက်သောဤမြတ်တလွန်တော်ကိုဌာပနာလျင်ဘလူးညီနောင်တို့လူဘဝရောက်မှသာစီဒီတီထားနိုင်ပါစေတည်းတို့ဖြင့်တက္ကရီ128ခုနှစ်တပေါင်းလပြည့်နေ့မှာမြတ်တလွန်တော်ကိုဌာပနာထားလိုက်ကြလေတယ်ဘလူးမောင်နှမ6ယောက်တို့အနေမှာညီမအငယ်ဆုံးဖြစ်တဲ့ရက်ခဒါလီဟာအကိုတော်ဘလူးများကဲ့သို့ဖះရှင်အားကိုယ်တိုင်မဖူးတွေ့လိုက်ရတာကြောင့်စိတ်แท้ဝယ်မချစ်မရဲ့ဖြစ်လျက်ရှိလေတယ်ဖះရှင်ကိုကိုယ်တိုင်ဖူးမြော်ခွင့်မရလိုက်တာကန်ဆိုးတာပဲဖះရှင်ကိုအကိုတော်တို့လိုဖူးတွေ့ချင်လိုက်ပါပြီသို့တော့ရက်ခဒါလီသည်မြတ်တလွန်တော်ကိုငကုတ်တမတောင်ထိပ်၌ဌာပနာထားကြောင်းကိုသတင်းစကားကြားသိသွားတဲ့အတွက်နာဂုတ်တမတောင်ထိပ်စီတွားရောက်ကမြတ်တလွန်တော်ဌာပနာထားရ၌ဖះရှင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုရည်မှန်းလျက်ပူဇော်ကြော့ခြင်းပြုလေတော့တယ်အေမြတ်တလွန်တော်ဌာပနာထားရအရာ၌ဖះရှင်ရဲ့ဂုဏ်ကျေးဇူးကိုရည်မှန်းပူဇော်ရသောကောင်းမှုကံကြောင့်ဤဘလူးဘဝမှာတည်လွန်ပါကလူဘဝရောက်ရပါစေဖះတို့ဖြင့်ဘလူးမရက်ခတာလီလဲဘလူးသက်ကုံစုံလေးလင်တကောင်းပြည်နိုင်နေထိုင်တဲ့ဝေလာမပုံနာရဲ့သမီးအဖြစ်မွေးဖွားလာလေတယ်အရွယ်ရောက်လာသည်တွင်ထိုပုံနာရဲ့သမီးပြူလေးဟာချုံမုံလှပါသလားဖះတရား၌လွန်စွာကြည်ညိုသူလေးဖြစ်ပြီးလွန်စွာလဲလိမ္မာရင်ကြီးလေတယ်သူမရဲ့အလှကုန်တဲ့နဲ့လိမ္မာရေးချရှိမှုတဲ့တို့ဟာတကောင်းပြည်အနံကိုကြော်ကြားထင်ရှားလာ၏ထိုတဲ့ကောင်းတို့သည်ပရိနန်းတော်အထိပေါက်ရောက်လေတယ်မူကြီးမတ်ကြီးတို့ရေဝေလာမပုံနာရဲ့သမီးပြူလေးဟာတဲချောတဲလာဆိုပဲမန်လာပါအလှကုန်တဲ့ကြော်စောသူလေးပါပဲအရှင်မင်းကြီးလိမ္မာရေးချလဲရှိတယ်ဆိုဟုတ်ပါလေစားဖုံးတော်ကြောင့်လိမ္မာရေးချရှိတဲ့နေရာမှာလဲစံထားလောက်သူလေးပါပဲအရှင်မင်းကြီးဒါအပြင်ဖះတရားမှာလဲတက်ဝင်ယုံကြည်သူလေးလို့သိရပါတယ်အရှင်မင်းကြီးအဲ့လိုအလားကုန်တဲ့ကြောစောသူအလိမ္မာအိမ်ပါလေးကိုတော့ငါကိုရောမြမိဖုရားအရာထားမြောက်စားလိုတယ်ကွတင်မြလာကြောင်းမှအရှင်မင်းကြီးတို့ဖြင့်ဘလူးမဘဝကမြတ်တလွန်ဌာပနာထားရအရာမှာဗုဒ္ဓမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်ကိုရည်မှန်းလျက်ယုံကြည်တရားပြင်းစွာနဲ့ရှိခိုးပူဇော်ခဲ့တဲ့ကုသိုလ်ကောင်းမှုကံကြောင့်ဝေလာမပုံနာရဲ့သမီးပြူလေးမှာတော်ကောက်ခြင်းခံရပြီးတကောင်းပြည့်ရှင်မင်းရဲ့မိဖုရားဖြစ်သွားလေတော့တယ်ထူးဆန်းသောပန်းစာခွေဒိဗ္ဗစက်ကူဒိဗ္ဗတောတာဒိဗ္ဗယာနာယတိသုံးမှာတရင်သုံးနေထိုင်ရာဒေတာရဲ့မြောက်ဖက်မှာတော့မဟာကာမဟူသည့်ရွာကြီးတရွာရှိလေတယ်ရွာရဲ့မျက်နှာဖုံးမှာတထေးကြီးသူ့ဘောကဖြစ်ပါ၏ရှင်တထေးကြီးသူ့ဘောကမှာတော့ချိုးမောလှပတဲ့သမီးဖြူတူရှိရာထိုသမီးဖြူလေးရဲ့အမည်ဟာပုံ
ပုံနာဝတီဖြစ်ပါသည်သူမသည်လည်းလိမ္မာရေးချရှိပြီးဉာဏ်ရည်ထက်မြက်သူလေးဖြစ်ပါတယ်သမီးရဲ့အဖေရဲ့ရင်ထဲမှာဆန္ဒတစ်ခုပြင်းပြင်းပြပြရှိနေတယ်ကွဘလို့ဆန္ဒများလဲအဖေရဲ့ဒီလိုသမီးရဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့မြတ်တလွန်တော်ကိုနဂုတ်တမတောင်ထိပ်ပေါ်မှာဌာပနာထားတာသမီးသိတယ်နော်ဟုတ်ကဲ့သိပါတယ်အဖေမြတ်တလွန်တော်ရဲ့တည်င်းကိုလူများသိကြပါတယ်အေးဇေဒီထိုက်တဲ့မြတ်တလွန်တော်ဌာပနာထားရာအဲ့ဒီငကုတ်တမတောင်ထိပ်မှာပဲအဖေဇေဒီတီထားကူးကွယ်ချင်းလာတယ်ကွအဲ့ဒီဆန္ဒရင်ဝမှာပြင်းပြနေတယ်ကွဒါဆိုရင်မြတ်တလွန်တော်ကိုဌာပနာထားတဲ့ရတိကြီး၃ပါးစီမှာသွားလျှောက်ထားပါလားအဖေရဲ့တကြားမင်းကမြတ်တလွန်တော်ကိုအဲ့ဒီရတိကြီးတွေရဲ့လက်ထဲကိုအနှံ့ခဲ့ရလို့သိရတယ်အဖေဒါကြောင့်ဖျားတီဖို့ရမှာအဲ့ဒီရတိကြီးတွေသဘောတူမှဖြစ်မှာလေအေးငါသမီးပြောတာမှန်တယ်ဒါဆိုရင်တော့အဲ့ဒီတစ်ကြီးတွေစီမှာတော့အဖေသွားပြီးခွင့်တောင်းချင်မယ်ကွအဖေသွားရင်သမီးလည်းလိုက်ပြရစီအဖေအေးသမီးလိုက်ချင်လိုက်ခဲ့လေကွတို့ဖြင့်တထေကြီးသူ့ဘောကနဲ့သမီးဖြစ်သူပုံနာဝတီတို့ဟာရစ်တိကြီးဒိဗ္ဗစကုဒိဗ္ဗတောတာဒိဗ္ဗယာနာတို့တည်င်းသုံးရာမြစ်စိတ်ကအနီးသို့သွားရောက်ကြကရစ်တိမြတ်တို့ရဲ့ကျောင်းသင်ခန်းစီအရောက်မှာတော့ရစ်တိကြီးတို့အားရိုသေစွာရှိခုဥခိုက်ပြီးလင်တထေကြီးသူ့ဘောကရှောက်ထားလေဆရာရစ်တိတို့ကိုရှောက်ထားခွင့်ပြုပါဗုဒ္ဓမြတ်စွာဘုရားရဲ့မြတ်တလွန်တော်ဌာပနာထားရာနာဂုတ်ဓမ္မတောင်ထိပ်မှာတပည့်တော်ဘုရားစီတီလိုပါတယ်ခွင့်ပြုပေးတော်မူပါအေးအဲ့ဒီကိစ္စကဒီလိုရှိတယ်တကားကြီးရဲ့မြတ်တလွန်တော်ရဲ့ပိုင်ရှင်တွေဟာဘောကျော်ဘောတော်ဘောတူရဘောရတတို့ဘလူးညီနောင်လေးဥပဲကွဗုဒ္ဓမြတ်စွာဘုရားကစကတဲတောင်ပေါ်မှာမြတ်တလွန်တော်ကိုအဲ့ဘလူးကြီးညီနောင်၄ယောက်စီကိုစွန့်ကြဲချီးမြှင့်ခဲ့တာတကားကြီးရဲ့ဒါကြောင့်မြတ်တလွန်တော်ကိုဌာပနာပြီးဖျားစီတီမယ်ဆိုရင်မြတ်တလွန်တော်ရဲ့ပိုင်ရှင်ဘလူးညီနောင်တွေပါဝင်မှဖြစ်မယ်ကွဘာရတိရှင်ဒါဆိုရင်လေဖျားတီတဲ့အခါဘာရတိတို့ရဲ့တကူနဲ့အဲ့ဘလူးညီနောင်တို့ကိုခေါ်ပြီးသူတို့ကပါကုသိုလ်ပါဝင်စေလို့မဖြစ်ပြီဘူးလားမဖြစ်ဘူးတကားမလေးရဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဘလူးညီနောင်တွေဟာဘလူးဘဝကကျွတ်လို့ပြီးလူဘဝကိုရောက်သားကြပြီကွဒါပေမဲ့ဘသူတွေစီမှာလူအဖြစ်ပြန်ဝင်စားပြီးဘယ်ရဒေတာရောက်နေတယ်လဲလို့ဘာရတိတို့လည်းမသိဘူးကွတကြားမင်းအဋိဋ္ဌံသွားတာကတော့ဘလူးညီနောင်တို့လူအဖြစ်ဝင်စားလူဘဝရောက်ပြီးသူတို့ပါကုသိုလ်ပါဝင်နိုင်ပါမှမြတ်တလွန်တော်ကိုဌာပနာပြီးစီဒီတီနိုင်ပါစေလို့အဋိဋ္ဌံသွားတယ်ကွဒါဆိုရင်တော့အခက်ကြီးခက်ပြီပေါ့အဲ့လိုဆိုရင်ဘယ်လိုလုပ်ကြမလဲဆရာကြီးတီတို့အေးလှုပ်ဆောင်ရမယ်လမ်းကတော့တလမ်းပဲရှိတယ်တကားကြီးရဲ့အဲ့ဘလူးညီနောင်တွေလူအဖြစ်ပြန်ဝင်စားပြီးကျုပ်တို့စီရောက်လာဖို့နဲ့ကျုပ်တို့ကသူတို့ကိုရှာဖွေတွေ့ရှိဖို့ပဲကောင်းပါပြီဆရာကြီးတီတို့ဆရာကြီးတို့ရဲ့ညွှန်ကြားချက်အတိုင်းသူတို့ကိုမျှော်လင့်စောင့်စားယုံရှိတာပေါ့ပြီးတော့တပည့်တော်တို့စုံစမ်းရှာဖွေမှုလည်းပြုမှာပါအေးပဋ္ဌာန်းစစ်ပါလာရင်တော့တွေ့ကြစုံကြမှာပေါ့ကွယ်တို့ဖြင့်တထေးကြီးသူ့ဘောကလည်းစိတ်ဓာတ်ကြလျက်သမီးနဲ့အတူရတိကြီးတို့ရဲ့ကျောင်းသင်ခန်းမှာပြန်လာခဲ့ကြလေတော့တယ်သို့တော့တထေးကြီးသူ့ဘောကသည်မြတ်တလွန်ဌာပနာအရာ၌စီဒီတီလိုစိတ်ပြင်းပြလျက်ရှိရာစီဒီတင်ခွင့်မရတာကြောင့်စိတ်သောကရောက်လျက်ရှိလေတယ်အဖေလဲတမိုင်မိုင်တထူတွေနဲ့စီဒီတီလိုစိတ်ပြင်းပြနေပါလားခေတ္တာကဘလူးလူဝင်စားတဲ့သူတွေကိုဘလို့ရှာရပါမလဲသူတို့ကရောသူတို့ဘာသာရောက်လာပါမလားပုံနာဝတီမှာဖခင်ကြီးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုလာတော့လေဘလူးအဖြစ်မှလူအဖြစ်ဝင်စားလာသူတို့ကိုမြင်တို့ရှာဖွေရမှန်းမသိဖြင်းနေရှာလေတယ်သို့တော့ပုံနာဝတီသည်အကြံဉာဏ်တစ်ခုကိုစဉ်းစားမိလေတယ်ဟာဟုတ်ပြီငါရဲ့အကြံဉာဏ်အတိုင်းလုပ်ရမယ်ပုံနာဝတီသည်သူမရဲ့အကြံကိုအကောင့်ထဲဖော်ရန်အတွက်ရန်ရွေတော်တူဦးကိုခေါ်လျက်နေအိမ်မထက်ကငကုတ်ဓမ္မတောင်စီကိုဥတီလာခဲ့ကြလေတယ်ငကုတ်ဓမ္မတောင်အနီးသို့အရောက်မှာတော့ပုံနာဝတီဟာလမ်းလက်စခြေလမ်းတို့ကိုရလိုက်ပြီးလင်အိမ်မအသိယူဆောင်လာတဲ့ပန်းကုန်းထဲမှာတော့အကျိုးကြောင့်ရေးသားထားတဲ့ပြရက်ကိုခွေထဲကအထိတ်ထန်ခြင်းကိုပြုလေတယ်ကျွန်တော်မျိုးမရဲ့ဒီပန်းကုန်းနဲ့စာခွေကိုဘောကျော်ဘောတော်
ဘောသူရာဘောရတတို့ဘလူးညီနောင်များထဲမှာလူဝင်စားလာသူတို့သာတွေ့ရှိကြပါစေသာရင်းတို့တွေ့ရှိသည့်အထိဤပန်းကုန်းသည်မညှိုးမနှံရှိပါစေသာမသက်ဆိုင်သူတို့မတွေ့ကြပါစေသာရင်းတို့အဋိဋ္ဌံပြုပြီးတဲ့နောက်ပန်းကုန်းနှင့်စာခွေကိုလမ်းတစ်ဘေးရှိခြုံတချုံပေါ်ကိုတင်ထားလိုက်လေတယ်အဲ့နောက်ပုံနာဝရီတို့ဟာနေအိမ်ကိုပြန်လာခဲ့ကြပါတော့တယ်နောက်နှစ်များမှာတော့ပုံနာဝရီဟာသူမအဋိဋ္ဌံကထားရခဲ့တယ်ပန်းကုန်းနှင့်စာခွေကိုဘလူးဘဝမှာလူဝင်စားလာသူတို့တွေကစာခွေမှာဖော်ပြထားတဲ့လိပ်စာအတိုင်းလိုက်လာလိမလားဟုမျှော်နေမိရှာတော့တယ်။နောက်အခါမှာဘလူးမရက်ခတာလီလူဘဝရရန်စုပန်သည့်နေရာမှာ၎င်းပုံနာဝရီပန်းကုန်းချထားခဲ့ရာနေရာ၌၎င်းပုံနာဝရီဘလူးမလူဝင်စားသူတို့ကိုမျှော်သည့်နေရာမှာ၎င်းအမတရစီရီတစုတီးကြရာထိုစီရီငယ်တို့ကိုမြတ်တလွန်ကုန်းတော်ပေါ်မှာယခုတိုင်ဖူးတွေ့ရပါ၏မြတ်တလွန်စီရီတီးခြင်းဘောကျော်ဘောသောဘောသူရာဘောရတတီဟူသောဘလူးညီနောင်တို့သည်ဘလူးဘဝမှကျွလူပြီးလင်ဖျားရှင်အားကျဆုဖန်ကားသည်များစက်ကပြုစုလုပ်ကြွေးခဲ့တဲ့ကုသိုလ်ကံစေနာတို့ကြောင့်လူဘဝသို့ရောက်ရှိပြီးမျိုးကောင်းယူကောင်းမိဘတို့၌ဝင်စားကမွေးဖွားလာကြလေအချိန်တန်အရွယ်ရောက်လာကြသည့်အခါအတိတ်ဘလူးဘဝမှာဖြစ်ရတို့ကိုပြန်လည်မှတ်မိလာခဲ့ကြလေတယ်သူတို့ညီနောင်တစုဟာပထန်းဆက်ပါတာကြောင့်ပြန်လည်စုစည်းမိကြကမြတ်တလွန်တော်နှင့်ပတ်သက်၍တိုင်ပင်မိကြလေတယ်။နောက်တော်ကြီးကျုပ်တို့ဘလူးဘဝတော်ကရရှိခဲ့တဲ့မြတ်တလွန်တော်ကိုထာပနာပြီးစီဒီတီးခဲ့ပြီးမြဲစီဒီတရားအရအနေကိုတခြားမင်းကသဘောမကျလို့ဟုတ်တယ်ညီလိုက်ရင်အဲ့ဒီမြတ်တလွန်ကိုငကုတ်ဓမ္မတောင်ပေါ်မှာထာပနာထားလေရဲ့။ဒါဆိုအဲ့ဒီမြတ်တလွန်တော်ထာပနာထားရစီသွားပြီးပူဇော်တက္ကရာပြုရအောင်ဗျာ။အေးညီငယ်ပြောသလိုငါတို့သွားပြီးတော့ပူဇော်ကြရအောင်တို့ဖြင့်ဘလူးဘဝမှဝင်စားတဲ့လူလင်တို့ဟာငကုတ်ဓမ္မတောင်စီကိုခီးထွက်လာကြတော့တယ်ထိုလူလင်တို့ဟာငကုတ်ဓမ္မတောင်ချီအနီးအရောက်မှာလမ်းတစ်ပေခြုံတစ်ခုပေါ်မှာမညှိုးနှွမ်းပဲလမ်းဖြာလျက်ရှိတဲ့လှပသောပန်းကုန်းတစ်ကုန်းကိုတွေ့ကြရတော့တယ်ဟာလှလိုက်တဲ့ပန်းကုန်းလေးပါလားပန်းကုန်းရဲ့အထက်မှာလဲပေလွာကိုခွေပြီးထစ်ထားပါလားလူလင်တို့ကပေလွာကိုဖတ်လိုက်ပြီးလေပေလွာမှာပုံနာဝရီရဲ့ဖခင်တထေးကြီးသူ့ဘောကမြတ်တလွန်ထာပနာထားရာငကုတ်ဓမ္မတောင်ပေါ်မှာဇီဒီတီယန်ဆန္ဒပြင်းပြလျက်ရှိကြောင်းနဲ့ရင်းတို့ဇီဒီတီယန်မှာဘောကျော်တို့ဘလူးညီနောင်များမှလူဝင်စားလာသူတို့ပါဝင်မှသာတည်နိုင်မည်ဖြစ်ကြောင်းထို့ကြောင့်အတိတ်ထံပြုထားတဲ့ဤပေလွာရရှိသူသည်ဘလူးမလူတို့ဝင်စားလာသူမှန်မှကဖော်ပြပါလိပ်စာအတိုင်းလိုက်လာပြီးတထေးကြီးသူ့ဘောကနှင့်တွေ့ဆုံကစီဒီတီယန်ကိစ္စကိုဆွေးနွေးပြပါရန်မေတ္တာရက်ခံပါကြောင်းရေးသားထားသည်ကိုတွေ့ရလေတယ်။ကဲညီတို့ရေဒီပေလွာတွေကအတိုင်းဆိုရင်တော့ငါတို့ဖိုးဘွားတွေကကြီးညိုမြတ်နိုးလာတဲ့ဗုဒ္ဓမြတ်ဖရာရဲ့မြတ်တလွန်တော်ကိုငကုတ်ဓမ္မတောင်ပေါ်မှာထာပနာထားရာကစီဒီတီဖို့အခွင့်အလမ်းတွေ့ပြီဟဲ့။ဒီတော့ဒီပေလွာတွေကလိပ်စာအတိုင်းကိုတထေးကြီးသူ့ဘောကရဲ့အိမ်စီကိုလိုက်သွားကြရအောင်။ကောင်းတဲ့အကိုကြီးဖျားတီးပြီးဒါနကောင်းမှုပြုရမယ်အခွင့်တူးကြီးပဲကျုပ်တို့လိုက်သွားရအောင်တို့ဖြင့်လူလင်တို့လည်းပေလွာပါလိပ်စာအတိုင်းကိုမဟာကာမရွာစီတို့လိုက်သွားကြပါတော့တယ်ဒီရွာကတထေးကြီးသူ့ဘောကရဲ့အိမ်ဟာဘယ်အိမ်လဲဗျဟောဟိုကနှဆောင်ပြိုင်အိမ်ကြီးပါပဲဗျာရွာသားတူညွန်ပြလိုက်တဲ့နှဆောင်ပြိုင်အိမ်ကြီးရဲ့ခြံဝစီကိုလူလင်ပြိုတို့ရောက်ရှိသွားရာအိမ်ခြံဝင်းထဲမှာတော့လက်ပချုံမောတဲ့လုံမပြိုလေးပုံနာဝတီအားတွေ့ကြရလေတယ်။နမငယ်ဒီအိမ်ဟာတထေးကြီးသူ့ဘောကရဲ့အိမ်ပါလားကွယ်။ဟုတ်ပါတယ်ရှင့်။ဒါဆိုရင်နမငယ်ကတထေးကြီးသူ့ဘောကရဲ့သမီးပုံနာဝတီပေါ့ဟုတ်လား။ဟုတ်ပါတယ်ရှင့်။ဤတွင်ဘောကျော်ဝင်စားသူလူလွင်ပြိုချောကပန်းကုန်းနှင့်ပေလွာတို့ကိုထုတ်ပြလိုက်လေတော့တယ်။ဒါဆိုဒီပန်းကုန်းနဲ့ပေလွာပိုင်ရှင်ဟာနမငယ်ပေါ့ဟုတ်လား။ပန်းကုန်းနှင့်ပေလွာကိုတွေ့ရရင်ပုံနာဝတီသည်လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်သွားပါတော့တယ်။အိုးဒါဝတီအဋိဋ္ဌံပြီးငကုတ်ဓမ္မတောင်ချီမှာထားရခဲ့တဲ့ပန်းကုန်းနဲ့ပေးလွာပဲ။ဒီပန်းကုန်းနဲ့ပေးလွာကိုမောင်ကြီးတို့တွေ့ခဲ့ကြတာပေါ့။ဟုတ်ပါတယ်ကွယ်။ဒါဆိုမောင်ကြီးတို့ဟာပြီးခဲ့တဲ့ဘဝတုန်းကဘောကျော်ဘောတော်ဘောသူရဘောရတစတဲ့ဘလူးညီနောင်တွေဖြစ်ခဲ့ကြသူတွေပေါ့။ဟုတ်ပါတယ်နမငယ်
မောင်ကြီးကဘလူးညီအကိုမောင်နှမတွေအနဲ့အကိုအကြီးဆုံးဘောကြော်ပါပဲကွယ်။အိုးအခုလိုမောင်ကြီးတို့နဲ့တွေ့ဆုံရတာဝမ်းသာလိုက်တာရှင်။ဝရိရဲ့အဖေလည်းအင်မတန်ဝမ်းသာမှာပဲ။ကဲအိမ်မော်ကိုကြောက်ကြပါရှင်။ဝရိရဲ့အဖေနဲ့တွေ့ဆုံပေးပါမယ်။ပုံနာဝရီသည်လူလင်ပြိုတို့ကိုအိမ်ပေါ်သို့ခေါ်သွားပြီးလင်ဖခင်တထေကြီးသူ့ဘောကနေတွေ့ဆုံပေးလိုက်လေတယ်။အဖေဒီကမောင်ကြီးတို့ဟာသမီးတို့မျောလင့်နေကြတဲ့ဘောကျော်ဘလူးညီနောင်တွေကနေလူဝင်စားလာကြသူတွေပါပဲအဖေ။အိုးဟုတ်လား။မောင်ရင်တို့နဲ့တွေ့ဆုံရတာဝမ်းသာလိုက်ပါပြီကွယ်။ထို့နောက်တထေကြီးသူ့ဘောကတို့တာဖာနဲ့လူလင်ပြိုတို့ဟာမြတ်တလွန်တော်ဌာပနာထားရာနေရာမြတ်၌မြတ်တလွန်စီရီတီယန်ဆွေးနွေးတိုင်ပင်ကြရင်လွန်စွာရင်းနှီးခင်မင်သွားကြပါတော့တယ်။ဘောကျော်ဝင်စားသူလူလင်ပြိုကျော်နဲ့ပုံနာဝရီတို့လည်းမျက်လုံးချင်းစုံတိုင်းရင်ခုန်ကြရကတန်ရောစင်တို့နှွယ်ရှက်လာကြတော့တယ်။တထေးကြီးသူ့ဘောကလူလင်ပြိုတို့ကိုသူတို့ရဲ့နှစားမြိုင်အင်ကြီးမှာပင်တဲခိုနေထိုင်ခွင့်ပြုကမြတ်တလွန်စီရီတီယန်ကိစ္စအတွက်ညီနိုင်ဆွေးနွေးတိုင်ပင်ကြရာအနေနီးယာမှာဘောကျော်ဝင်စားသူလူလင်ပြိုကျော်နဲ့ပုံနာဝရီတို့ဟာရင်ငယ်မိကြတော့တယ်။သမီးဖြစ်သူနဲ့လူလင်ပြိုတို့ရဲ့အဖြစ်ကိုရေးစားမိတဲ့တထေးကြီးသူ့ဘောကသူတို့နှစ်ဦးကိုလက်ထထိမ်းများပေးလိုက်လေတယ်။လက်ထမင်္ဂလာပွဲအပြီးမှာတော့တထေးကြီးသူ့ဘောကပုံနာဝရီတို့စနီမောင်နှံအားရွှေငွေလက်ဝိရဏများစွာပေးလေ၏။ကဲသားနဲ့သမီးတို့မင်းတို့ရဲ့ဆန္ဒကိုအဖေဖြစ်စီပေးခဲ့ပြီးပြီ။အဖေရဲ့ဖျားတီလိုတဲ့ဆန္ဒအမြန်ပြည့်စေဖို့လဲဝိုင်းဝန်းကြိုးပမ်းရင်းနဲ့ဒါနကုသိုလ်ယူကြပြီရော။တို့ဖြင့်သူတို့အားလုံးဟာရစ်တိကြီးဒေဝစကုတို့ထံသွားရောက်ကအကျိုးအကြောင်းကိုရှောက်တင်ကြလေတယ်။ဖြစ်ပုံကတော့အဲ့လိုပါပဲဆရာရစ်တိတို့ရဲ့ဒေဝစကုဒေဝတောတာဒေဝယာနာရစ်တိကြီး၃ယောက်တို့လည်းမြတ်တလွန်ကြီးတော်ကြီးတီနိုင်တော်မြင့်အရေးကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြတော့တယ်။အေးအခုတော့မြတ်တလွန်ကြီးတော်ကြီးတီးဖို့ရာအင်္ဂါရအားလုံးစုံကြပြီပေါ့ကွယ်။ဘောကျော်တို့ကနေလူဝင်စားပြီးရောက်ရှိလာခဲ့ပြီ။စီရီတီးဖို့ဖျားတကအလူရှင်တထေးကြီးလည်းရှိနေပြီ။ဒီတော့ငကုတ်တမတောင်ထိပ်စီသွားရောက်ကြပြီးမြတ်တလွန်တော်ကိုထပ်ပနာလို့စီရီတီးကြဆိုရဲ့။တို့ဖြင့်ရစ်တစ်ကြီး၃ပါးဥဆောင်ဥရွယ်ပြုကငကုတ်တမတောင်ထိပ်စီကိုတက်ရောက်ကြလေ။မြတ်တလွန်ကိုထပ်ပနာကစီရီကြီးတည်ရန်ဆိုင်းပင်ကြတော့၏။ဤသို့ဖြင့်မဟာတက္ကရီ150ပြည့်နှစ်မှာညံတော်35တော်အမည်ရှိတဲ့မြတ်တလွန်ကြီးတော်ကြီးကိုတည်ကြလီတော့တယ်။ရှင်တို့လေမြတ်တလွန်ကြီးတော်ကြီးကိုတည်ထားကိုးကွယ်လာကြရမှာမဟာတက္ကရီ412ခုနှစ်မှာပကံပြင်းစောလူမင်းကတက်တော်120ဖျားဆင်းနုတော်ခုနှစ်စုတို့ကိုထပ်မံထပ်ပနာပြီးမြတ်တလွန်ကြီးတော်ကြီးကိုညံတော်55တော်အမြင့်ဖြစ်အောင်ပြုပြင်တည်ထားခဲ့လေတယ်။ပကံမီလက်ထက်မြန်မာတက္ကရီ1209ခုနှစ်မှာတော့ငလင်ကြီးကြီးမားမားလှုပ်ခတ်ရမှာမြတ်တလွန်ကြီးတော်ကြီးပြိုကျပျက်စီးသွားရပါတော့တယ်။တဖန်မကွေးမြို့တကြီးမီမင်းထင်လာကျော်ကောင်ကဦးဆောင်က1290ပြည့်နှစ်တပေါင်းလပြည့်နေ့မှာမြတ်တလွန်ကြီးတော်ကြီးကိုညံတော်66တောင်နဂိုက်အထီမြင့်တင်ကပြုပြင်တီးလိုက်လေတယ်။ရှင်တို့လေမြတ်တလွန်ကြီးတော်ကြီးကိုဖျားတကအလူရှင်အဆက်ဆက်ပြုပြင်တီးထားကြရာထူးခြားလာသည့်အချက်မှာစီဒီကြီးရဲ့ခေါလုံးပုတ်အနာတာပပလဲမှာတော့ဘလူးခေါလောင်း20တိတိကိုထုလုပ်ထားခြင်းဖြစ်ပြီးရင်ဘလူးရုပ်ထုတို့အထက်မှာအရှိမြောက်အရာရှိဘလူးရုပ်ထုကိုပြုံးလျက်မျက်နှာထားပြီးထုလုပ်ထားကြောင်းထူးထူးခြားခြားတွေ့ရလေတယ်။မြတ်တလွန်ကြီးတော်ကြီးရဲ့ရှင်ပင်စီတက်ရအုပ်လီကားရဲ့ဝါဘေးတစ်ဖက်တစ်ချက်မှာတော့ဘလူးကြီးဘောသူရနဲ့ဘောရတတို့ရဲ့ပုံတူကျေဘလူးရုပ်ထုကြီးများကိုလည်းတွေ့ရလေတယ်။ရှင်တို့လေတမိုင်းအစင်လာကြီးမားပြီးဘလူးညီနောင်တို့နှင့်ဆက်နွယ်ပတ်သက်လေသည့်မြတ်တလွန်ကြီးတော်ကြီးသည်ယခုအခါခန္ဓာထေဝါတဲ့ဇောင်းနှံအသွဲ့ဖြင့်ခံညာတင့်တယ်လာပြီးဇေတော်ကြီးရဲ့ရင်ပြင်ပေါ်မှာတော့အနေနဲ့အရရမှဖျားဘူးတရားရှုမှအားထုတ်သူများနှင့်စီကားနေလျက်ရှိကမြမပြေတနန်တလျားမှာမကွေးမြို့စုံမြတ်တလွန်ဟု၍ဂုံသတင်းကြော်စောထင်ရှားလျက်ရှိပါတော့တယ်ပရိသတ်များရှင်အခုတင်ဆက်ပေးကြရတော့မြတ်တလွန်ဘုရားရဲ့တမိုင်းကြောင်းလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ရှင်
နောက်အစီအစဉ်ဒီမှာလည်းကျမတို့ရဲ့ channel ကနေဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးမလဲဆိုတာကိုသိရှိနိုင်မှုအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်အားလုံးကို